ခင်49ယူရိုကနေအခု58ယူရိုဖြစ်သွားတဲ့ Deutschland ticket ကဆက်ရှိနေမှာလားမရှိဘူးလားဆိုတာကိုကျွန်တော်ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ် Deutschland ticket ဆိုတာဘာလဲ Deutschland ticket ဆိုတာ regional ကျွန်တော်တို့ဒီကိုနေတဲ့နေထိုင်တဲ့မြို့တွင်ဒါမှမဟုတ်အခြားမြို့တွေ Deutschland တစ်ခုလုံးကိုလက်စော်သွားခွင့်ရတဲ့အမှန်ပဲဖြစ်ပါတယ်ဒီချိန်မှာကအရင်49ယူရိုကနေ58ယူရိုဖြစ်သွားပါတယ် IC အမြင်ရထားကလွယ်လို့ကျန်တဲ့ရထားတွေအကုန်လုံးကိုစီးနှင်းလို့ရတဲ့ ticket ဖြစ်ပါတယ် SPD နဲ့ CTO ရဲ့သဘောတူညီချက်အရအခုဆိုရင်ဒီ Deutschland ticket ကဆက်ပြီးတော့ရှိနေမှာပါဒါပေမဲ့2029မှာတော့ခုချက်ပို့ပြီးတော့အစမတန်ဈေးကြီးပါလိမ့်မယ်ဒါပေမဲ့ဘယ်လောက်ဈေးကြီးမယ်ဆိုတာကိုဘယ်သူမှမသိသေးပါဘူးသူတို့လည်းအခုထိအတီးမပြသေးပါဘူးဒါပေမဲ့လာကနေပါတဲ့ဝင်ဝင်နေပါတဲ့လူတွေအတွက်ဆိုရင်တော့ social fatric လို့ခေါ်တဲ့ဟာလာဝင်ဝင်နေပါတဲ့သူတွေအတွက်သတ်မှတ်ထားတဲ့ဈေးနှုန်းနဲ့ Deutschland ticket ကိုဈေးတက်တက်နဲ့ရရှိမှာပါကျွန်တော်ထပ်ပြီးတော့ update လုပ်ပေးပါမယ်မိတ်ဆွေတို့ရဲ့အမြင်ကိုလည်း comment မှာရေးပေးနိုင်ပါတယ်အားလုံး best Twitter choose